မနှောက်ရက်တော့ဘူးနော်ဒါမျက်ရည်တွေနဲ့ရင်းပြီးပြောတယ်ကျွန်တော်ရဲ့နောက်ဆုံးစကားလေးတစ်ခေါက်မှာမင်းတို့လွမ်းနိုင်ဆက်ချင်ပြီးတဲ့ဖုန်းတွေကိုမင်းကမှမလိုအပ်တော့တာဆိုရဲစိတ်နဲ့ကိုထိမ့်မယ်မင်းစီပို့ချင်နေတဲ့စာတွေကိုမင်းကဖတ်ချင်တာမှမဟုတ်တာဆိုရဲစိတ်နဲ့ထိမ့်မယ်မလိုပဲပေးတဲ့အရာတွေကပို့ပါတယ်လိုလိုလားလားမရှိပဲရနေတဲ့အရာတွေကလည်းမင်းအတွက်ပူမှာပေါ့ရှိပါစေတော့ကိုချစ်တဲ့သူနဲ့ကိုမချစ်တဲ့သူထပ်တူမကြခြင်းတွေကပုံမှန်ဖြစ်နေကြပဲဖြစ်မှာပါကိုကတော့မင်းကိုမနှောက်ယှက်ပဲနေဖို့ပဲရွှေ့ပါတယ်